အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကဆေးကဖြစ်ပါတယ်ကျွန်တော်တင်ဆက်မယ့်အကြောင်းအရာလေးကတော့ပါမောတော်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာပြေဝံသားရဲ့ဘဝနေဆွေများအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပါမောတော်ဆရာတော်ဘုရားကြီးဟာအခုချိန်ထိတက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီးတရားတော်များညွှန်ကြားဆုံးမနေဆဲဖြစ်ပါတယ်ဆရာတော်ဘုရားကြီးရဲ့တရားကိုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေမနာကြဖို့သူမရှိလောက်အောင်ဆရာတော်ဘုရားကြီးရဲ့တရားတွေကလွန်စွာခြေပြတ်ပါတယ်။ YouTube မှာဆိုရင်ဆရာတော်ဘုရားကြီးရဲ့တရားတွေကအပုတ်ပေါင်း3000တန်မနည်းရှိပြီးတော့မြန်မာနိုင်ငံမှာတရားအများဆုံးညွှန်ကြားဆုံးမနိုင်တဲ့ဆရာတော်ကြီးလို့လည်းကျွန်တော်တို့တွေသိရှိရပါတယ်။ဆရာတော်ကြီးရဲ့တရားတွေကတကယ်ကိုအနှစ်သာရပြည့်ဝပြီးတော့ကျွန်တော်တို့လူငယ်လူကြီးအရွယ်မျိုးစုံဆရာတော်ဘုရားကြီးရဲ့နားလည်အောင်ဟောကြားနိုင်တဲ့ဉာဏ်ရည်ကိုလည်းတကယ်ကိုပူဇော်ပါတယ်။ဒါကြောင့်ဆရာတော်ဘုရားကြီးကိုပူဇော်သောအဖြစ်ဆရာတော်ဘုရားကြီးထမ်းဆောင်ခဲ့တဲ့သာသနာတာဝန်တွေရရှိခဲ့တဲ့ဘွဲတော်တွေဆရာတော်ဘုရားကြီးရဲ့ငယ်ရွယ်စဉ်ကတည်းကနေအခုချိန်ထိကိုသာသနာတာဝန်ထမ်းဆောင်ခဲ့တဲ့ခရီးလမ်းမှတ်တိုင်တွေကိုကျွန်တော်ဘဝရဆွေးများအဖြစ်ဆရာတော်ဘုရားကြီးရဲ့တပည့်တာဝကတွေများစွာကြီးညိုပူဇော်နိုင်အောင်တင်ဆက်ပေးမှာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုလည်းဖိတ်ခေါ်ပါတယ်။ဒေါက်တာနန္ဒမာလာပြေဝံသား၏ဘဝရဆွေများ1300ခုနှစ်တပေါင်းလပြည့်1939ခုနှစ်မတ်လ22ရက်စနေနေ့တွင်မန္တလေးတိုင်းစင်ကူးမြို့နယ်ညောင်ပင်ရွာခမဲတော်ဦးဆန်လမေတော်ဒေါခင်တို့မှဖွားမြင်သည်1305ခုနှစ်1944ခုနှစ်အသက်9နှစ်သားအရွယ်စင်ကူးမြို့နယ်ညောင်ပင်ရွာပေါ်တော်မူကျောင်းဆရာတော်ဥကေလာတဦးလေးဘုန်းကြီးထံတွင်မြန်မာစာနှင့်ဗုဒ္ဓစာပေများကိုစတင်သင်ကြားခဲ့သည်1311ခုနှစ်1949ခုနှစ်ဝါဆိုလဆန်း17ရက်အသက်10နှစ်အရွယ်တွင်စကိုင်းတောင်ယူဝိပဿနာခန္ဓာယုံကျောင်း၌အဘိဓဆမဟာရထကုထုနဝမရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ဖျားကြီးကိုဥပဇေပြုလျက်ရှင်သာမဏေပြုခဲ့သည်1314ခုနှစ်1953ခုနှစ်အသက်73နှစ်တွင်အဘိဓမ္မာစာမေးပွဲ3ဆင့်စတင်အောင်မြင်ခဲ့သည်1319ခုနှစ်1956ခုနှစ်အသက်16နှစ်တွင်အစိုးရဓမ္မစရိယတန်းကိုဂုဏ်ထူးနှစ်ကျမ်းနှင့်တကွအောင်မြင်၍သာသနာတစတိတိပရဝဓမ္မစရိယအဖွဲ့ကိုရရှိခဲ့သည်1320ပြည့်နှစ်1958ခုနှစ်သာသနာလင်္ကာရတာမဏေကျော်ဘွဲကိုရရှိခဲ့သည်1320ခုနှစ်1958ခုနှစ်စကိုင်းမြို့မဟာသူဘောဓယုံကျောင်းတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်တဲ့မဟာသူဘောဓယုံကျောင်းတိုက်၌ဗာဒနာစာချတိုက်ကျက်တိုက်အုပ်အစီအစဉ်တောင်းများကိုထမ်းဆောင်ခဲ့တယ်1321ခုနှစ်1958ခုနှစ်နဝမရွှေကျင်သာသနာပိုင်စံငင်းဆရာတော်ဘုရားကြီးကိုဥပစေပြု၍မဟာသူဘောဓယုံကျောင်းတိုက်သာသနာမစ္စရီတိန်၌ရဟန်းဘွားသို့ရောက်ရှိခဲ့သည်1325ခုနှစ်1964ခုနှစ်ရန်ကုန်စီတီရှင်ကနအဘိဝန္တအဖွဲ့ကိုရရှိခဲ့သည်1325ခုနှစ်1964ခုနှစ်သာသနာဒဇဓမ္မစရိယဝိနည်းပါဠိပါရဂူဘွဲကိုရရှိခဲ့သည်1329ခုနှစ်1966ခုနှစ်မန္တလေးတက္ကသိဟအဘိဝန္တဘွဲကိုရရှိခဲ့သည်1328ခုနှစ်1969ခုနှစ်ရန်ကုန်မြို့ဇမူဒီပကျောင်းဆောင်၌တီဗီတကပါဠိမြန်မာကျမ်းပြုအဖြစ်ဆောင်ရွက်နေစဉ်ချမ်းမြေ့တာဆရာတော်ဗဒ္ဒနာနဂါဘိဝန္တထံတွင်အင်္ဂလိပ်ဘာသာကိုစတင်သင်ယူခဲ့သည်1332ခုနှစ်1981ခုနှစ်ကျမ်းစာများရေးသားပြုစုခဲ့သည်အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ကျမ်းစာများထုတ်ဝေခဲ့ပြီးဖြစ်သည်1339ခုနှစ်1980ခုနှစ်ပထမအကြိမ်တန်ခါအဖွဲ့အစည်းများဖွဲ့စည်းရာ၌စကိုင်းမြို့နယ်
တန်ခါနာယကအဖွဲ့ရွှေချင်းအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်နောင်တွင်စကိုင်းမြို့စာပေဌာနဓမ္မစရိယဆောင်ရွက်ပွဲအကျိုးဆောင်နိုင်ငံတော်ဗဟိုတန်ခါဝန်ဆောင်ရွှေချင်းပထမမြန်မာစာမေးပွဲပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေးအဖွဲ့ဝင်နိကေစာမေးပွဲစီမင်းစည်းကမ်းရေးဆွဲရေးအဖွဲ့ဝင်နိုင်ငံတော်တိချဝီနီမိုအဖွဲ့အမှတ်1/68၏ဝီနီမိုစကိုင်းတိုင်းပထမပြန်စာမေးပွဲကျင်းပရေးအဖွဲ့ပု္ပ္ပာကအဖွဲ့ဥက္ကဋ္ဌအဖြစ်ပါဝင်လျက်သာသနာရေးအဖွဲ့အစည်းများတွင်တာဝန်ထမ်းဆောင်ခဲ့သည်1348ခုနှစ်1986ခုနှစ်အိန္ဒိယနိုင်ငံဗာရဏသီမြို့၌နေထိုင်စဉ်အာသာနှင့်အရုဏချာပရာဒိရှ်ယဟန်တာမဏိကျောင်းသားငယ်တို့အားမြန်မာစာနှင့်အဘိဓမ္မာတို့ကိုပို့ချပေးခဲ့သည်1348ခုနှစ်1989ခုနှစ်တိရိလင်္ကာနိုင်ငံဘော်ရဲလာမြို့ YMPA အသင်း၌အဘိဓမ္မာကိုအင်္ဂလိပ်ဘာသာဖြင့်ပို့ချပေးခဲ့သည်1350ခုနှစ်1989ခုနှစ် University of Kelaniya မှ MA Buddhism Study ဘွဲ့ကိုရရှိခဲ့သည်1355ခုနှစ်1994ခုနှစ်အမေရိကန်ပြည်ထောင်စုမေရီလင်းပြည်နယ်စီပါစပင်းမြို့မင်္ဂလာရာမကျောင်း၌မြန်မာဗုဒ္ဓဘာသာဝင်တို့အားဗိဓမာဘာသာရပ်ကိုပို့ချပေးခဲ့တယ်1359ခုနှစ်1996ခုနှစ်နိုင်ငံတော်ကအကမဟာကဏ္ဍဝါစကဖန်တီးထားဘွဲ့ကိုစက္ကပ်ခဲ့သည်တိရကူကပ္ပဗုဒ္ဓတက္ကသိုလ်၌ပါမောက္ခချုပ်အဖြစ်ဆောင်ရွက်က Department of Language Study ၌အင်္ဂလိပ်ဒီပလိုမာတန်းနှင့် BA တန်းများ၌ဆိုင်ရာဘာသာရပ်များကိုလည်းအမေရိကကိုရီးယားမက္ကဆီကိုဂျာမနီနယ်သာလန်စသောနိုင်ငံများသို့ကြွရောက်၍အဆိုပါနိုင်ငံများရှိသင်တန်းသူသင်တန်းသားတို့အားပါဠိဘာသာအဘိဓမ္မာဘာသာရပ်များကို၎င်းသင်ကြားပို့ချခဲ့သည်1358ခုနှစ်1990ခုနှစ်အမေရိကန်ပြည်ထောင်စုဘောလစ်တီမိုမြို့ကေရတဝိဟာရကျောင်း၌မြန်မာဗုဒ္ဓဘာသာဝင်တို့အားအဘိဓမ္မာသင်တန်းပို့ချပေးခဲ့တယ်1360ခုနှစ်1999ခုနှစ်ရန်ကုန်ပြည်ပြည်ဆိုင်ရာထေရဝါဒသာသနာပြုတက္ကသိုလ်ဩဝါဒစရိယာပါမောက္ခအဖြစ်ဆောင်ရွက်စဉ်ပြည်တွင်းပြည်ပတက္ကသိုလ်ကျောင်းသူကျောင်းသားများအဘိဓမ္မာဘာသာရပ်သို့ပို့ချပေးခဲ့သည်1362ခုနှစ်2000ပြည့်နှစ်နိုင်ငံတော်ကစက္ကပ်သောအကမဟာပဏိတာဘွဲ့ကိုရရှိခဲ့သည်1364ခုနှစ်2003ခုနှစ်အိန္ဒိယနိုင်ငံမဂဓတက္ကသိုလ်မှ A Study of Jainism According to Buddhist Literature ကျမ်းနှင့် PhD ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်ထိုနှစ်မှစ၍ဂျာမနီနယ်သာလန်ဩစတြေးလျအင်္ဂလန်စင်ကာပူမလေးရှားနိုင်ငံများသို့နှစ်စဉ်မပြတ်ကြွရောက်၍အဆိုပါနိုင်ငံများအဘိဓမ္မာသင်တန်းများသင်ကြားပို့ချပေးခဲ့တယ်1368ခုနှစ်2005ခုနှစ်ရန်ကုန်ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ပါမောက္ခချုပ်အဖြစ်တာဝန်ထမ်းဆောင်ရသည်1381ခုနှစ်2019ခုနှစ်ထိဖြစ်သည်1382ခုနှစ်2009ခုနှစ်ဝါဆိုလတွင်စကိုင်းမြို့မဟာသူဘောဓယုံသာသနာဝန်တဆရာတော်ဘုရားကြီးပြန်လည်တော်မူ၍မဟာသူဘောဓယုံသာသနာဝန်တဂန္ဓာဓိပတိမဟာနာယကဖြင့်ဆောင်ရွက်တော်မူခဲ့သည်ထိုနှစ်တွင်အမှတ်1စကိုင်းမြို့တွင်တိုက်ခွဲတဲ့ Center for Buddhist Study CBS အမှတ်2တန်လင်းမြို့အမှုတန်းရပ်ကွက်ရှိတိုက်ခွဲနှင့်ဓမ္မဝိဇာလရသူဘောဓယုံကျောင်းတိုင်းနှင့်အမှတ်3မုံရမြို့နန္ဒဝရက်၌တိုက်ခွဲ3တတမဇောရခသူဘောဓယုံကျောင်းတိုင်းတို့ကိုတည်ထောင်ဖွင့်လှစ်ပေးတော်မူသည်1383ခုနှစ်2012ခုနှစ်မန္တလေးတိုင်းပြည်ဦးလွင်မြို့33မိုင်နှစ်ဖာလုံအောင်ချမ်းသာရွာ၌တိုက်ခွဲလေးဓမ္မတဟာယသာသနာစင်တာ Institute of Dhamma Education IDY ပြည်ဦးလွင်ကိုတည်ထောင်တော်မူသည်1385ခုနှစ်2014ခုနှစ်ဇာတိဒေသဖြစ်သောမန္တလေးတိုင်းဒေသကြီးမတရားမြို့နယ်ရကန်းစင်တောင်ဒေသတွင်နေသူနေသားများကျန်းမာရေးနှင့်ပညာရေးတိုးတက်ရန်ရည်မှန်း၍ဒယာနန္ဒဖောင်ဒေးရှင်းကိုတည်ထောင်တော်မူသည်1386ခုနှစ်2019ခုနှစ်ဇန်နဝါရီလတွင် Sri Lanka Buddhist University သို့
1389ခုနှစ်2016ခုနှစ်ဇန်နဝါရီ16ရက်နေ့တွင်မေတ္တာနန္ဒာအမည်ရှိ16ကတင်ဆန့်တိုက်နယ်စည်းရုံးကိုအစိုးရအဖွဲ့အားစောက်လုပ်လူတန်းသည့်အပြင်တိုက်ခွဲ6တစ္ဆာနန္ဒာဓမ္မစင်တာကိုလည်းတည်ထောင်ဖွင့်လှစ်ပေးတော်မူခဲ့သည်1389ခုနှစ်2016ခုနှစ်မတ်လတွင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီး9မိုင်6ဖာလုံး9စုထောင်ဒေသလှည့်ကူးမြို့နယ်တွင်တိုက်ခွဲ9ဓမ္မဝိနည်းစင်တာ Institute of Dhamma Education IDE ရန်ကုန်ကိုတည်ထောင်တော်မူသည်1389ခုနှစ်2016ခုနှစ်မတ်လတွင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီး9မိုင်6ဖာလုံး9စုထောင်ဒေသလှည့်ကူးမြို့နယ်တွင်တိုက်ခွဲ9ဓမ္မဝိနည်းစင်တာ Institute of Dhamma Education IDE ရန်ကုန်ကိုတည်ထောင်တော်မူသည်1388ခုနှစ်2016ခုနှစ်ပြည်ဦးလွင်ပွေးတောင်တိုက်ခွဲခုနှစ်ဓမ္မဝိဟာရကျောင်းတိုင်1389ခုနှစ်2018ခုနှစ်နေပြည်တော်ဥရသီရိမြို့နယ်တိုက်ခွဲ8ဝဇီယာနန္ဒဓမ္မစင်တာ1389ခုနှစ်2019ခုနှစ်အမေရိကန်နိုင်ငံပင်ဆာဗေးနီးယားပြည်နယ်ဘက်သလေဟမ်မြို့တွင်တိုက်ခွဲ10သစ္စာနန္ဒဓမ္မစင်တာကိုတည်ထောင်တော်မူတယ်1389ခုနှစ်2018ခုနှစ်ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယကဖြစ်တင်မြှောက်ခံရတယ်1389ခုနှစ်2018ခုနှစ်နိုင်ငံတော်ကအခမဟာတရမဇောတိကတစားဖွဲ့နှင့်ရန်ကုန်မြို့ဇေတိယေကနအသင်းကြီးကဇေတိယေကနပရတိတိမဟာဓမ္မဂုရုဘက်ကိုစီကခြင်းခံရတယ်1381ခုနှစ်2000ခုနှစ်နိုင်ငံတော်ကအဘိဓစ္စမဟာရထဂုရုဘက်ကိုစီကခဲ့တယ်1381ခုနှစ်2000ခုနှစ်ပြည်ဦးလွင်စိုးမိုးအိုင်တွင်တိုက်ခွဲကိုမြစည်းမပရိပဒါစင်တာကိုတည်ထောင်လျက်ရှိတယ်1394ခုနှစ်2013ခုနှစ် IDE ပြည်ဦးလွင်၌ရဟန်းတာမဏေတိလရှင်ဆရာလေးများအားပထမကေတန်းပထမလက်တန်းပထမကြီးတန်းဓမ္မစတိယအတန်းများအတွက်စာပေပို့ချပေးနေပါတယ်နှစ်စဉ်ဝါတင်ဝါပကာလများတွင်လူပုဂ္ဂိုလ်တို့အားအဘိဓမ္မာသင်တန်းဝိသုဒ္ဓိမတ်သင်တန်းပိဋကစာပေလေ့လာနည်းများကိုသင်ကြားပို့လျက်ရှိပြီးနိုင်ငံသားများကိုလည်းအင်္ဂလိပ်ဘာသာဖြင့်နှစ်စဉ်သင်ကြားပေးလျက်ရှိပါတယ်2016ခုနှစ် IDE ရန်ကုန်တွင်ရဟန်းတန်ခါများအားအင်္ဂလိပ်စာသင်တန်းများဖွင့်လှစ်ပေးခဲ့ပြီးနိုင်ငံသားသင်တန်းသားများအားဓမ္မစာပေသင်တန်းများကိုပို့ချပေးခဲ့တယ်ယခုအခါပြည်ဦးလီမြို့အောင်ချမ်းသာရွာဓမ္မတဟာယသာသနာစင်တာ၌ဓမ္မသင်တန်းများပို့ချတော်မူခြင်းဓမ္မဒေသနာများဟောကြားတော်မူခြင်းအနေနဲ့အရရ၌မြင်မြန်လာသောဓမ္မပု္ပ္ပစာများကိုဖြေကြားတော်မူခြင်းတို့ဖြင့်ကျမ်းမာချမ်းသာစွာသာသနာပြုသတင်းသုံးတော်မူလျက်ရှိပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ခုတင်ဆက်ပေးတဲ့အကြောင်းအလေးကတော့ဘောင်းလို့ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာပြည်ဝန်သားရဲ့ဘဝရဆွေများသာသနာပြုခီးစီများကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဆရာတော်ဘုရားကြီးရဲ့တပည့်တာဝကတွေကလည်းဆရာတော်ဘုရားကြီးရဲ့သာသနာပြုခီးစီများကိုကြားနာခွင့်ရပြီးတော့ဆရာတော်ဘုရားကြီးရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုပူဇော်နိုင်ကြပါစေဆရာတော်ဘုရားကြီးလည်းတက်ရှိကျမ်းမာစွာဖြင့်သာသနာဝန်ကိုကောင်းမွန်စွာထမ်းဆောင်နိုင်ပါစေကျွန်တော်ဒီလဲဆရာတော်ဘုရားကြီးရဲ့အဆုံးအမကိုနာကြားပြီးတော့မိမိဘဝမှာလက်ခံကျင့်သုံးပြီးဘဝအေးချမ်းမှုလည်းတစုံတရာရရှိခဲ့ပါတယ်ဒါကြောင့်ဆရာတော်ဘုရားကြီးရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုပူဇော်တော်အဖြစ်အခုလိုဆရာတော်ဘုရားကြီးရဲ့သာသနာပြုခီးစဉ်ကိုဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်